ကိုယ့်ရဲ့ဇိုးရေးဆိုင်အကြောင်းတွေ horoscope လို့ခေါ်တဲ့ယာတီဝင်ဟောစာတမ်းတွေကိုခင်ဗျားနေတဲ့တစ်နေ့မှာအနည်းဆုံးတစ်ပို့ဆောက်ပြီးဖတ်ဖို့လုပ်ဖို့မှထင်တယ်အဲ့ဒီအခါအဲ့ဒီစာသားတွေကခင်ဗျားတယောက်တည်းအတွက်တီးတန့်ရေးပေးထားသလိုမျိုးခံစားရဘူးလားစဉ်းစားကြည့်အောင်အင်တာနက်ပေါ်ကစာပိုင်လေးတစ်ပိုက်ကခင်ဗျားလက်တလုံးငွေကြေးနဲ့ပတ်သက်ပြီးစိတ်ဖိစီးနေရပဲဖြစ်ဖြစ်ခင်ဗျားနဲ့နှီးစက်တဲ့သူတယောက်ဥပမာ crash ပေးထားပါတော့ခင်ဗျားကိုစိတ်ကနေရပဲဖြစ်ဖြစ်ဘယ်လိုလုပ်ပြီးတော့အကွက်စီအောင်သိနေရတယ်ဒီနေ့မှာတော့ကျွန်တော်တို့လူတန်းပေါင်းများစွာနေ့စဉ်အငင်းပွားနေကြတဲ့မိကုန်းတစ်ခုဖြစ်တဲ့ဗေဒင်ပညာရဲ့တွေ horoscope တွေဇိုရီဆိုင်တွေကတကယ်ရောမှန်ကန်မှုရှိရလားဒါမှမဟုတ်လူသားသမိုင်းတစ်လျှောက်မှာအချိန်ကြာဆုံးသုံးခဲ့တဲ့လိမ်လည်မှုကြီးလားဆိုတော့ကျွန်တော်အဖြေရှာကြည့်အောင်ဒီဗီဒီယိုပြီးသွားရင်တော့ခင်ဗျားအနေနဲ့စဉ်းစားကြတစ်ခုတော့ရသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့သိပ္ပံပညာရှင်တွေကဒါနဲ့ပတ်သက်ပြီးတော့သူတို့စမ်းသပ်စစ်ဆေးမှုလုပ်ခဲ့ပြီးပါပြီသူတို့ကနာမည်ကြီးဗေဒင်ဆရာတွေပညာရှင်တွေအကြမ်းမြင်ဆရာတွေခေါ်ပြီးတော့လူတယောက်ရဲ့ယာတီခွင်ဝယ်ပေးပြီးတော့အဲ့ဒီလူရဲ့အကြောင်းကိုမှန်အောင်ဟောနိုင်စမ်းသပ်ခဲ့ကြပါတယ်အဲ့ဒီမှာရလက်ကတော့ကျွန်တော်တို့မျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သိပ္ပံပညာအနေနဲ့ကြည့်ရင်တော့ဒီပညာရက်တွေကမှန်ကန်မှုမရှိဘူးဆိုရင်တောင်မှအဲ့ဒီဘေးရင်ပညာတွေ horoscope တွေဇိုရီဆိုင်တွေကကျွန်တော်တို့ခင်ဗျားတို့ရဲ့အုံနောက်ကိုဘလို့အစွမ်းထက်တဲ့တက်ရောက်မှုတွေရှိလဲဆိုတာကိုကျွန်တော်ဆက်ပြောပြသွားပါမယ်ပြီးတော့မှန်တယ်မှားတယ်မဆုံးဖြတ်ခင်ရင်းဆုံးနားလည်အောင်လုပ်ကြည့်အောင်ဒီပညာရက်တွေကခုမှသိစမ်းမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ရှေးခေတ်ဘေဘီလုံလူမျိုးလက်ထက်ကစတင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီခေတ်တုန်းကလူတွေကနေမင်းကြီးတစ်နှစ်တာအတွင်းမှာကျေစုတန်း12ခုကိုဖျက်ဆီးသွားတာကိုသူတို့ရှာဖွေတွေ့ရှိခဲ့ကြတယ်ပေါ့အဲ့မှာသူတို့ကဒီကောင်းကင်ကို12ပိုင်းပိုင်းခြားလိုက်ပြီးတော့ကျွန်တော်တို့အခုသိတဲ့ Gemini တို့ Taurus တို့ Aries တို့ Leo တို့အစရှိတဲ့ zodiac sign 12ခုဖြစ်လာခဲ့ပါတယ်အတွေးခေါ်ရှင်းလေးပါခင်ဗျားမွေးဖွားလိုက်တဲ့အချိန်အဲ့ဒီ second ပိုင်းလေးမှာရှိတဲ့ကျယ်ရီဂျိုရဲ့တင်နေဟာခင်ဗျားရဲ့စိတ်နေသဘောထားခင်ဗျားရဲ့အနာဂတ်ကံကြမ္မာပုံဖော်ပေးရလို့ယုံကြည်ခဲ့ကြဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကtelescope တွေမရှိဘူးနောက်ကိုးကားစရာ data channel တွေမရှိဘူးနောက်ဒီတဘာဝမှာတွေ့ရတဲ့ပုံတိုင်းကိုကြည့်ပြီးတော့တွေးတောခဲ့ကြဖြစ်ပါတယ်ဒါပေမဲ့1930ပြည့်နှစ်ရောက်တဲ့အခါမှာသတင်းစာတွေကသူတို့ရဲ့သတင်းစာဆောင်ရေးပိုရောင်းရအောင်ဆိုပြီးတော့ယာတီခွင်ဟောစာတမ်း column ဆိုတဲ့အပိုင်းကိုထည့်သွင်းပုံနေခဲ့ကြပါတယ်အခုကျွန်တော်တို့တွေ့နေရတဲ့ pop astrology ဆိုတာအရင်ရှေးခေတ် pro-hate တွေစီကစဉ်းစားလာမှာမဟုတ်ပါဘူးဒီသတင်းစာတွေရဲ့သူတို့ရဲ့အယောင်မြင့်တွေ marketing လက်ကွက်တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီ zodiac sign အနေနဲ့ပေးတဲ့ပညာတွေကကျွန်တော်ဒီ entertainment အနေနဲ့ဆက်ဆက်မှုရှိနေပြီးသားပါအဲ့တော့နည်းနည်းနားလဲဝါပြီဆိုတော့အခုစိတ်ဝင်စားစရာကောင်းတဲ့ပိုင်အောင်ရောက်လာပြီ1948ခုနှစ်တုန်းက Bertrand Forer လို့ခေါ်တဲ့ psychologist တယောက်ကစမ်းသပ်မှုတစ်ခုလုပ်ခဲ့ပေါ့သူကသူ့ရဲ့ကျောင်းသားတွေကို personality test စိတ်နေစိတ်ထားစမ်းသပ်မှုဖြေခိုင်းလိုက်တယ်အဲ့လိုဖြေပြီးတော့ကျောင်းသားရဲ့စီကရလာတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ကျောင်းသားတယောက်ချင်းစီအတွက်ကိုယ်ပိုင်ဟောစာတမ်းတွေတွက်ပြီးတော့ရလက်တွေဝေပေးလိုက်ပါတယ်အဲ့နောက်သူကကျောင်းသားတွေကိုမေးရပေါ့ဒီဟောစာတမ်းတွေကိုတစ်ကနေ9ထိသတ်မှတ်ပေးရမယ်ဆိုလို့ရှိရင်ကိုယ်နဲ့ဘယ်လောက်ကိုက်ညီမှုရှိလဲပေါ့အဲ့ဒီမှာပြန်မြအမှတ်က9မှတ်မှာ4.26တိရှိခဲ့ပါတယ်ကျောင်းသားတိုင်းနီးပါးကဒါငါအကြောင်းကိုရေးထားတာပဲလို့တွေးထင်ခဲ့ကြဖြစ်ပါတယ်အဲ့ဒီမှာ plot twist လေးတစ်ခုရှိပါတယ်ကျောင်းသားတိုင်းကိုပေးဝေလိုက်တဲ့ကိုပိုင်ဟောစာတမ်းတွေမှာစာသားတွေအကုန်လုံးကတူပါပဲတယောက်ချင်းစီကိုလိုက်ပြီးတော့တွက်ပေးထားတာမဟုတ်ပါဘူးအဲ့ဒီမှာပါတာကရေဘူးအားဖြင့်ကိုက်ညီမဲ့ဝေဝါးတဲ့စာသားတွေပဲဖြစ်ပါတယ်ဥပမာခမည်းကိုဝေဖန်သုံးသပ်တဲ့အလေးချင်းရှိတယ်လူတွေရဲ့ချစ်ခင်မှုလိုချင်တဲ့အတိုင်းပဲထုတ်ဖော်ပြီးတော့မပြောတတ်ဘူးအဲ့လိုထုတ်ဖော်ပြီးပြောမဲ့အစားကိုပါကိုတယောက်တည်းနေတာကပို့ပြီးတော့အဆင်ပြေတယ်လို့ခံယူထားတယ်အဲ့လိုမျိုးပါပဲကျွန်တော်တို့ရင်းနှီးနေတဲ့စာသားတွေပေါ့အဲ့ဒါကိုကျွန်တော်တို့ဒီ psychology မှာ Forer effect ဒါမှမဟုတ် Barnum effect လို့ခေါ်ပါတယ်ကျွန်တော်တို့လူတွေရဲ့စိတ်ကရေဘူးအားဖြင့်ကိုက်ညီပြီးတော့ဝေဝါးတဲ့စာသားတစ်ခုကိုဒါမင်းတို့တီးတန့်မယ်လို့ပြောလိုက်တဲ့အခါဆိုရင်ကိုနဲ့ဓာတ်ရိုက်သက်ဆိုင်တယ်လို့အလိုလျောက်တွေးလိုက်တဲ့အားနည်းချက်ရှိပါတယ်အဲ့တော့ခင်ဗျား Facebook ပို့နေနဲ့ post ကူတွေ့ပါတယ်ဆိုတော့နောက်ပတ်ထဲမှာခမားအနေနဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချရလိမ့်မယ်လို့တွေးတဲ့အခါဘဝမှာပတ်တိုင်းခက်ခဲတဲ့ဆုံးဖြတ်ချက်မချရတာဘယ်လိုရှိလို့လဲအဲ့တော့ဒါလူတိုင်းနဲ့ကိုက်ညီအောင်ရေဘူးအားဖြင့်ကိုက်အောင်ရေးထားတဲ့စာသားတစ်ခုပါပဲနောက်တစ်ခုက confirmation bias လို့ခေါ်တဲ့စိတ်ကူးဆွဲပြီးအတည်ပြုတာပေါ့ခမား Facebook ထပ်ပို့နေနဲ့ post တစ်ခုတွေ့တယ်နောက်တစ်ခုပေါ့ဒီပတ်ထဲမှာခမားအခြေကန့်ကောင်းမယ်အဲ့လိုတွေ့တဲ့အခါအဲ့ဒီပတ်ထဲမှာတယောက်ကပြုံးပြတာမျိုး
စာပုံမှန်ပို့နေကြမဟုတ်တဲ့သူကစာလာပို့တာမျိုး flat လုပ်တာမျိုးတွေ့တဲ့အခါကြုံတဲ့အခါခင်ဗျာအဲ့ဒါယူပဲအကြီးအကျယ်စိတ်ထဲမှာဆွဲမှတ်ထားပြီးတော့ကျန်တဲ့တာမန်ရက်တွေမှာဖြစ်ပျက်ခဲ့ရအကုန်လုံးမေ့ပြစ်လိုက်ပါတယ်အဲ့ဒါကခင်ဗျာအနာဂတ်ကိုကြိုသိရမဟုတ်ဘဲနဲ့ခင်ဗျာမြင်ရင်တဲ့အရာကိုအာယုံစိုက်ပြီးတော့ရွေးချယ်ပြီးမြင်တာပဲဖြစ်ပါတယ်အကယ်၍သိပ္ပံပညာရှင်တွေကဒီပညာရက်တွေကိုတိကျတဲ့စမ်းသပ်မှုလုပ်မယ်ဆိုရင်ဘယ်လိုဖြစ်လာနိုင်မလဲပေါ့ရှောင်းကာဆန်လို့ခေါ်တဲ့ယူဝဗေဒပညာရှင်တယောက်ကသူကစမ်းသပ်မှုတစ်ခုလုပ်ပြီးတော့အဲ့စမ်းသပ်မှုကိုလူသိများထင်ရှားတဲ့သိပ္ပံကျမ်းနဲ့ဖြစ်တဲ့ Nature မှာ Double Blinded Astrology လို့ခေါ်တဲ့စာတမ်းတစ်ခုသူကထုတ်ပြန်ခဲ့ပေါ့သူဘယ်လိုစမ်းသပ်ခဲ့ရလဲဆိုတော့သူကဒီလူသိများထင်ရှားတဲ့နာမည်ကြီးပညာရှင်28ယောက်ကိုဖိတ်ခေါ်ခဲ့ပါတယ်ပြီးတော့အဲ့ဒီပညာရှင်တွေကိုလူတစ်ယောက်ရဲ့မွေးတက်ကလေးမွေးနေ့ချိန်မွေးနေရစတဲ့အချက်လက်တွေအစုံပါတဲ့ရာသီကွင်း budget တစ်ခုပေးခဲ့တယ်ပြီးတော့အဲ့ဒါအပြင်ဒီလူ3ယောက်ကစိတ်နေစိတ်ထား profile personality trait တွေပါတဲ့ profile 3ခုကိုပေးတယ်ပေါ့ဒီပညာရှင်တွေရဲ့လောက်ကဒီရာသီကွင်းကိုကြီးတွက်ချက်ပြီးတော့အဲ့ရာသီကွင်းကဒီ3ယောက်ရဲ့ဘယ် personality profile နဲ့ကိုက်လဲဆိုတော့အတိအကျတွဲပေးရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီ experiment တွေမှာ double blind test လို့ခေါ်တာပေါ့ဘယ်ဟာအဖြစ်မှန်လဲဆိုတာကိုပညာရှင်လည်းမသိဘူးစမ်းသပ်တဲ့ဒီသူသေနာအဖွဲ့တွေကလည်းမသိဘူးအဲ့ဒီတော့မယိုမသားလုပ်ဖို့အတွက်ခက်တယ်ပေါ့ဒီပညာရဲ့ဒေတာတကယ်မှန်တယ်ဆိုလို့ရှိရင်ဒီပညာရှင်တွေရွေးလိုက်တာကကျွန်တော်ပုံမှန် randomly ရွေးလိုက်တဲ့ chance ကပိုပြီးတော့များပါလိမ့်မယ်ဒါပေမဲ့ရလက်ထွက်လာတဲ့အခါကျွန်တော်တို့ဒီစာရွက်နှိုက်ပြီးတော့ randomly ရွေးချယ်လိုက်တဲ့ percentage နဲ့ဒီတွက်ချက်ပြီးရွေးချယ်လိုက်တဲ့ percentage ကတတိယရဲဖြစ်နေခဲ့ပါတယ်။သုံးပုံပုံရင်တစ်ပုံလောက်ပဲမှန်တာကိုတွေ့ခဲ့ရတယ်ပေါ့။ဒါဒီပညာရဲတွေပေါ်မှာအသေးစိတ်အကြဆုံးနဲ့အတိအကျဆုံးဖြစ်တဲ့စမ်းသပ်မှုတစ်ခုဖြစ်ပြီးတော့နောက်ပိုင်းမှာဒါနဲ့ဆင်တူတဲ့စမ်းသပ်မှုတွေပေါ်ခဲ့ပေမဲ့လည်းရလက်ကအတူတူပဲဖြစ်ပါတယ်။အားကြောင့်သိပ္ပံနည်းအရပြောရမယ်ဆိုလို့ရှိရင်တော့ဒီခမားမွေးတဲ့ချိန်မှာရှိတဲ့ဂျိုရီဂျယ်ရဲ့ဒီနေရာဟာခမားစိတ်နေစိတ်ထားခမားရဲ့အနာဂတ်ကံကြမ္မာကိုပုံဖော်ပေးနိုင်တယ်ဆိုတော့တက်တည်ထောက်ထားအခုချိန်ထိမရှိသေးပါဘူးအဲ့တော့ကျွန်တော်သိပ္ပံပညာအရာတွေပဲပြောရင်မျှတမှုမရှိပဲဖြစ်မယ်ပေါ့အဲ့တော့နှစ်ဖက်လုံးမျှတမှုရှိအောင်အပြောင်းလဲလေးဖြစ်တော့ပြောပြတချို့သောသူတေသနာတွေအရာလူတွေရဲ့မွေးဖွားတဲ့လနဲ့တချို့အကြောင်းအရာတွေမှာဆက်ဆက်မှုရှိနေအောင်တွေ့ရပါတယ်တဲ့ဒါပေမဲ့အမှန်တော့ဒီဂျယ်ရီဂျိုရီရဲ့စွမ်းရည်တွေကြောင့်မဟုတ်ပါဘူးဒီစောင်းရည်ဒီမှာမွေးရဲ့ကလေးတွေကဒီဖွံ့ဖြိုးမှုအစောပိုင်းကာလတွေမှာနေရောင်ခြည်နဲ့ဗိုက်တာမင်ဒီရရှိမှုမတူညီတာမျိုးပြီးရင်ကြောင်းအပ်တဲ့တတ်မှတ်ရဆွဲအကြောင်းပေါ့အတန်းထဲမှာအသက်ကြီးဆုံးကလေးကအသက်ငယ်ဆုံးကလေးထဲလာပိုင်းပဲကွာနော်ပို့ပြီးတော့လူစင်မိတာဒါမှမဟုတ်ကိုယုံကြည်မှုပိုရှိရမျိုးတွေ့ရတတ်ပါတယ်တဲ့အဲကြောင့်ဟုတ်ပါတယ်ခမားမွေးဖွားတဲ့အချိန်ကခမားပေါ်အနေငယ်တက်ရောက်မှုရှိနိုင်ပါတယ်ဒါပေမဲ့ဒီဂျယ်ရီဂျိုရီရဲ့ဒီနေရာစွမ်းရည်နေကြောင်မဟုတ်ဘဲနဲ့ဒီဇီဝဗေဒနဲ့ပတ်ဝန်းကျင် environment ကြောင့်ပဲဖြစ်ပါတယ်ဒါဆိုသိပ္ပံနည်းကြမမှန်ဘူးဆိုရင်ဘာဖြစ်လို့လူတွေတန်းပေါင်းများစွာကယုံကြည်နေတာလဲပေါ့အဲ့တော့ဒီ astrology ပညာရပ်တွေကသူတို့ပြောသလိုအနာဂတ်ကိုမဟောနိုင်ပေမဲ့ကျွန်တော်တို့အရာတစ်ခုတော့လုပ်ပေးနိုင်ပါတယ်သူကကျွန်တော်တို့လူတွေရဲ့ခန်းစားချက်တွေကိုစကားလုံးဖြစ်ဖော်ပြပေးနိုင်ပါတယ်ဥပမာထားပါတော့ငါကရင်ဖွေးရမှာကြောက်လို့တချို့ဆက်ဆံရေးတွေမှာဆိုရင်အမြဲတမ်းတွေးပူပြီးတော့စိုးရိမ်နေတတ်တယ်လို့ပြောတာတဲ့ဆိုင်ရင်ငါစကော်ပီယိုမို့လို့စိတ်သက်ပြင်းပြပြီးတော့သစ္စာရှိရလို့ပြောလိုက်တာပိုပြီးလွယ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့လူတွေချင်းချင်းကြားမှာ connection တစ်ခုရစီရပေါ့ astrophysicist Okay, I'm a Gemini. နောက်ဟို dating app တွေမှာတော့ astrology feature ဆိုပြီးတော့ကိုနဲ့ compatible ဖြစ်တဲ့ sign တွေကိုထည့်ပေးထားတယ်အဲ့တော့ကိုနဲ့ကြိုက်တဲ့ sign တွေနဲ့စကားစမြည်ပြောလို့ရတယ် connection တွေလုပ်လို့ရတယ်နောက်တစ်ခုကတော့ self fulfilling prophecy လို့ခေါ်တဲ့ကိုယ်ပိုင်ရေးတဲ့အနာဂတ်ပေါ့ခမားကလီယိုမို့လို့မင်းမှာခေါင်းဆောင်နိုင်တဲ့အရေးချင်းရှိရလို့ပြောခံလိုက်ရတဲ့အခါခမားရဲ့မသိစိတ်ထဲမှာယုံကြည်မှုတိုးလာစေပါတယ်ဒါပေါ်ခမားကျောင်းသားဆိုလို့ရှိရင်ကျောင်းမှာ presentation လုပ်ရမယ်ဘယ်လိုခေါင်းဆောင်လုပ်မလဲလို့ရွေးတဲ့အခါခမားမသိတယ်မှာငါလီယိုပဲအဲ့အတွက်ငါခေါင်းဆောင်နိုင်တယ်အဲ့တော့ခမားခေါင်းဆောင်လုပ်လိုက်တယ်အဲ့အတွက်ဒီခေါင်းဆောင်နိုင်တဲ့အရေးချင်းရလာတယ်ဒါကခမားရဲ့ယုံကြည်မှုပါပဲခမားရဲ့အပြုအမူတွေကိုပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်ဂျယ်ရီဂျိုရီရဲ့စွမ်းရည်ကြောင့်မဟုတ်ပါဘူးအဲ့တော့ဒါက scam လို့ခေါ်တဲ့လိမ်လည်မှုတစ်ခုလားပေါ့ကျွန်တော်ကအဲ့လိုကြီးတော့မပြောချင်ဘူးပေါ့ဘာလို့လဲဆိုတော့လိမ်လည်တဲ့ scam လုပ်တယ်ဆိုတာကငွေကြေးရာဖြစ်စီ
ဒါမှမဟုတ်အကျိုးမြတ်တစ်ခုရဖို့အတွက်လှည့်စားတာကိုခေါ်တာပေါ့ဒါပေမဲ့ဒီ astrology ကိုလူများစုကတော့ဖြော်ပြတက်တက်အနေနဲ့ပျော်ရမ်းသုံးညာဖြစ်ပါတယ် fortune cookie စားသလိုပေါ့ဒါပေမဲ့ဘယ်ချိန်မှအနည်းရှိလာနိုင်လဲဆိုရင်ခမည်းဘဝရဲ့အရေးကြီးရဲ့ဆုံးဖြတ်ချက်တွေချရမယ်ခါဥမာအလုပ်ထွက်တာအိမ်အောင်ဘက်နဲ့လမ်းခွဲတာအိမ်အောင်ပြူတာဒါမှမဟုတ်စေကူတာဖို့ခံယူဖို့အတွက်ညှင်းဆန်တာဟိုဒီယာဒီခွင်ဟောစာတန်တစ်ခုတည်းပေါ်မှာမိုတီပြီးတော့ဆုံးဖြတ်ချက်ချတဲ့အခါမှာအပျော်ယုံကြည်မှုကနေခမည်းရဲ့ဘဝကိုတကယ်ဒုက္ခပေးနိုင်တဲ့အရာဖြစ်လာပါလိမ့်မယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ယူသားတဲ့ဆုံးဖြတ်ချက်တစ်ခုပေးအောင်သိပ္ပံနည်းပညာအရာပြောရရင်တော့ဒီ zodiac sign တွေ horoscope တွေ astrology တွေကခမည်းရဲ့စိတ်ကိုထိန်းချုပ်ထားတယ်ခမည်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်ကျယ်တွေဂျိုတွေကြောင့်ခမည်းရဲ့စိတ်နဲ့သဘောထားအမူအကျင့်တွေပေါ်ကို affect ဖြစ်ပါတယ်ဆိုတော့တက်တည်ထောက်တာမရှိသေးပါဘူးကျွန်တော်တို့စံသက်ချက်တိုင်းမှာ randomly မှန်းဆတာမပိုခဲ့ပါဘူးဒါပေမဲ့စိတ်ပညာအရပြောရရင်တော့ဒီ astrology ပညာရပ်ကခမည်းကိုမှန်တစ်ချက်လိုပဲပြုမှုပါတယ်ခမည်းရဲ့စိတ်ထဲမှာရှိနေတာတွေကိုပို့ပြီးတော့ထင်ရစေရဒါလေးဘဝမှာစိတ်သက်သာရစေမယ့်စကားလုံးတွေကိုပေးစွမ်းနိုင်ပါတယ်ဒါပေမဲ့တကယ်စွမ်းအားတွေကဒီဂျယ်ရီဂျိုရီထဲမှာရှိမှာမဟုတ်ပါဘူးခမည်းရဲ့စိတ်ထဲမှာအပြည့်ရှိနေကြတာပါအဲ့ဒါကြောင့်နောက်တစ်ခါခမည်းယာတီတွင်ဟောစာတမ်းဖြစ်ဖြစ်ဒီ zodiac sign နဲ့ပတ်သက်တဲ့ post ကိုတွေ့လို့ဖတ်တဲ့အခါကုကုပြန်မေးကြည့်ပါခမည်းကိုယ်တိုင်ကဒီယာတီတွင်ဟောစာတမ်းကပြောတဲ့အတိုင်းဖြစ်အောင်လိုက်လုပ်နေမိရလားဒါမှမဟုတ်ခမည်းကိုယ်တိုင်ကအဲ့ဒီတိုင်းဖြစ်နေပါတယ်လို့ယုံကြည်လိုက်တာလားကိုယ့်ရဲ့ zodiac sign လေးကိုလည်း comment မှာမှတ်ခဲ့ပေးကြပါဦးတခုညင်းတော့ကျွန်တော်ကတော့ Taurus ဖြစ်ပါတယ်အဲ့ဒီတော့ stubborn ဖြစ်ပြီးတော့ခေါင်းမာစွာနဲ့ဖိပိတ်ခြင်းမှာဖြစ်ပါတယ်စားတာပါအားလုံးအဆုံးထိကြည့်ပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်